filmmaker အသေးစားလေးလုပ်ချင်နေဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုကခင်ဗျားတို့စဉ်းစားကြရတစ်ခုဖြစ်မယ်လို့ထင်တယ်ဆိုတော့ကျွန်တော်တို့စလိုက်ရအောင်ပါโอเคကျွန်တော်ဒီနေ့မှာဒီကင်မရာနှလုံးကိုကျွန်တော်က comparison ပုံစံမျိုးလေးလုပ်ပေးမယ်ဆိုတော့တစ်လုံးကတော့ဒါကျွန်တော်တို့ budget cinema camera ပေါ့နော်နောက်တစ်လုံးကတော့ကျွန်တော်တို့ hybrid camera ဆိုတော့သွားတဲ့ပုံစံချင်းလည်းမတူသလိုအလုပ်လုပ်တဲ့ပုံစံချင်းလည်းမတူဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့က cinema line နဲ့ camera တစ်လုံးနဲ့အခုလိုမျိုးဒီ hybrid camera တစ်လုံးရဲ့သဘောတရားကိုနားလည်တယ်လို့ဆိုရင်တော့ဒီဥစ္စာကဒီဗီဒီယိုကြည့်စရာမလိုဘူးပေါ့ဗျာဟို 50% လောက်ကကြည်ပြီးသားဖြစ်နေလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဘာလို့ကျွန်တော်လုပ်ပေးချင်တာလဲဆိုလို့ရှိရင် F830 ကလည်းကျွန်တော်တို့ဒီရန်ကုန်မှာတအားသုံးတယ်ပေါ့နော်ပြီးနောက်တစ်ခုက74ကြတော့လေ hybrid တစ်လုံးအနေနဲ့တော်တော်များများသုံးကြတာရှိတယ်ပေါ့နော်ပြီးတော့ဈေးနှုန်းချင်းကလည်းတိတ်မကွာဘဲနဲ့ဒါမြန်မာပြည်မှာဆိုလို့ရှိရင်ဒါလူကြိုက်များတဲ့ကင်မရာနှလုံးဖြစ်တဲ့အတွက်ကျွန်တော်စိတ်ထဲဒါလှုပ်ချင်လာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်လုပ်ပေးတာပေါ့နော်အဓိကတော့74ကတော့ဒါကျွန်တော်သုံးနေတာ3နှစ်လောက်လည်းရှိပြီF830 နဲ့ဘာဖြစ်လို့ရှင်ပေးတာလဲဆိုလို့ရှိရင်ကျွန်တော် videographer ဖြစ်နေလို့ပါတကယ်လို့ခမ ्या က photographer တယောက်တာဆိုလို့ရှိရင်တော့ဘာမှစဉ်းစားမနေပါနဲ့74ပဲရွေးသွားလိုက်ပါကျွန်တော်တို့ hybrid ဖြစ်မယ် photo shooting အတွက်အရန်ကိုအဆင်ပြေမယ်ပေါ့နော်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ခမ ्या က videographer တယောက်ဖြစ်နေမယ်ပြီးလို့ရှိရင်နည်းနည်းလေး short film ပုံစံမျိုး filmmaker အသေးစားလေးလုပ်ချင်နေဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုကခင်ဗျားတို့စဉ်းစားကြရတစ်ခုဖြစ်မယ်လို့ထင်တယ်ဆိုတော့ကျွန်တော်တို့စလိုက်ရအောင်ပါဆိုတော့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်အဲ့လိုမျိုးကင်မရာနှလုံးကိုအဲ့လိုမျိုးရှင်ပြီးတော့ပြောတဲ့နေရာမျိုးမှာဆိုလို့ရှိရင်ကျွန်တော်ကဒီဟို specification လို့ခေါ်ပါဘောเนาะအဲ့ဒါတွေကိုကျွန်တော်ပြောလို့ပြောတာမရှိဘူးဒါပေမဲ့အခုလဲပြောတော့မပြောဘူးဆိုပေမဲ့လည်းကျွန်တော်တို့ videographer ဘက်ကကြည့်မှာပေါ့ကျွန်တော်က videographer point of view ကကြည့်ပြီးပြောမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးတော့ပြောဖို့လိုတာပေါ့နော်ဒီနေရာမှာကျွန်တော်တို့က74ကတော့ကျွန်တော်တို့ 4K ကို 60p နဲ့ရိုက်လို့ရမယ်ကျွန်တော်တို့ F830 ကကြတော့ကျွန်တော်တို့ 4K ကို 120p ထိရိုက်လို့ရမယ်ဒါပေမဲ့သူက output ပဲလွှတ်ပေးမှာ internet တော့မပါဘူးပေါ့နော်ဆိုလိုတဲ့သဘောတရားကကျွန်တော်တို့ external recorder တစ်ခုခုနဲ့တွဲပြီးသုံးပေးရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီကောင်က 4K ဆိုလို့ရှိရင်သူက 60p ဖြစ်သွားရင်တော့မှသူက crop မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့74ကတော့ 1.5 လောက် crop မယ်ပေါ့နော်အဲ့လိုလေးနည်းနည်းစဉ်းစားစရာလေးတော့ရှိတာပေါ့ဗျာ။ Okay နောက်တစ်ခုကတော့ 10bit 422ရိုက်လို့ရတာချင်းအတူတူကိုတော့ကျွန်တော်တို့ဒီF830 ကကြတော့ကျွန်တော်တို့ 60bit နဲ့ raw ရိုက်လို့ရမယ်ပေါ့နော်။ဆိုတော့ဒီနေရာမှာကျွန်တော် raw video ဆိုတာဘာလဲဆိုတာကိုနည်းနည်းရှင်းပြဖို့လိုမယ်။အဓိကကျွန်တော်တို့ဒီ 60bit raw ဆိုတာကကျွန်တော်တို့ဒီ external recorder တွေကနေပြီးတော့ပေါ့ဥပမာ Ninja V လို့အဲ့လိုပုံစံမျိုးပေါ့နော် extend လုပ်ပြီးသုံးလို့ရမယ် recorder တွေကနေပြီးတော့ raw ထုတ်ပေးနိုင်မယ်ဆိုဒီကောင် output ထွက်ပေးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူက 6K ကို oversample လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ sharpness ပိုင်းတွေ image ပိုင်းတွေက videography ဘက်မှာဆိုလို့ရှိရင်ဒါ74ထက်အများကြီးကိုတာနေပါလိမ့်မယ်နောက်တစ်ခုကကြတော့ F830 ကကျွန်တော်တို့ unlimited recording ဖြစ်တယ်ပြီးလို့ရှိရင်ဒါ cooling fan ပါနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ overheating issue တွေကိုဆိုလို့ရှိရင်လည်းအတော်လေးအထိုက်လျောက်ဖြည့်ရှင်းပေးတယ်ပေါ့နော်ဒီနေရာမှာတော့ဒါ body ကြောင့်ပုံပါမှာပေါ့နော်ဒီကောင်ကတော့နည်းနည်း traditional ဆန်တယ်ပြောမှဆိုလို့ရှိရင်ရိုးရိုး XLR mirrorless camera body ပုံစံဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒါသူ့အနေနဲ့ cooling ကိုသူကပုံမှန်ပဲလုပ်ပေးမယ်ပေါ့နော်ဒါပေမဲ့ဒီမှာကတော့ကျွန်တော်တို့ cinema frame ပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒါ cooling fan တွေအောက်မှာပါတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့က video recording အတွက်ဆိုလို့ရှိရင် heat issue ကအရန်အရေးကြီးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီနေရာမှာလေ F830 ကိုပဲရွေးပြမလားတော့မသိဘူးပေါ့နော်F830 ကတော့26 megapixel ဖြစ်ပြီးတော့74ကတော့ကျွန်တော်တို့33 megapixel ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အရှိမဗီဒီယိုတစ်ပုတ်လုပ်ပေးဦးပါတယ်ကျွန်တော်တို့ဗီဒီယို recording တွေအတွက်ဆိုလို့ရှိရင် megapixel အများကြီးမလိုဘူးပေါ့နော် S3 တို့ဘာလို့ပဲကြည့်လိုက် megapixel အများကြီးမပါဘူးပေါ့နော် megapixel များတဲ့ကင်မရာတွေကဓာတ်ပုံ shooting အတွက်လည်းသူတို့ကစဉ်းစားပေးထားတာဖြစ်တဲ့အတွက်ဒီနေရာမှာ full frame လည်းဖြစ်တယ် megapixel လည်းများတဲ့74ကတော့ hybrid camera တစ်လုံးအနေနဲ့ auto focus ပိုကောင်းမှာတော့သိကြတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ low light performance လည်းပိုကောင်းနေပါလိမ့်မယ်ပြောချင်တာသူ့ရဲ့ဒီကောင်ရဲ့ ISO base ကကျွန်တော်တို့2000ဝက်လောက်ပဲဖြစ်တဲ့ချိန်မှာဒီကောင်ကတော့ကျွန်တော်တို့ဒီထက်အများကြီးပိုပြီးတော့အလုပ်လုပ်ပေးတယ်ပေါ့နော်ဆိုတော့ dark ဖြစ်တဲ့နေရာတွေမှာဆိုလို့ရှိရင်တော့ full frame sensor လည်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ low light performance ကတော့74ကကောင်းနေမှာပေါ့နော် Okay ဒီနေရာမှာကျွန်တော်နည်းနည်းလေးဒီ auto focus မှာ jump ဖြစ်တာနဲ့ smooth transition ဖြစ်တာနဲ့ကိုတော်တော်များများလွဲလေးရှိရပေါ့နော်ဘယ်လိုမျိုးကျွန်တော်ပြောချင်တာလဲဆိုလို့ရှိရင်transition လှတယ်ဆိုတာမျိုးပါဗျာတနေရာနဲ့တနေရာဒီလိုကင်မရာကိုကင်ပြီးတော့ဘေးကိုအဲ့လိုရွှေ့လိုက်တဲ့အချိန်မှာဖြည်းဖြည်းလေးချင်း response ကအဲ့လိုမျိုး smooth ဖြစ်တာပေါ့နော်အဲ့ဒါမျိုးကကြတော့ကျွန်တော်တို့ဒီလိုအထူးသဖြင့် cinema camera တွေမှာကအဲ့ဒါကိုအရန်
အသားပေးတယ်ပေါ့နော်ပြောမှဆိုသူက jam ဖြစ်တာမဟုတ်ဘူးအဲ့ဒါအတွက်ကြောင့်မို့လို့လေဒီကောင်က auto focus နှေးတယ်လို့နည်းနည်းလေးသူ့ထက်ပိုနှေးတာပေါ့နော်7.4ထက်ပိုနှေးတာပေါ့ hybrid camera တစ်လုံးအနေနဲ့ဓာတ်ပုံလေးရိုက်ဖို့လိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေရာမှာတော့ auto focus ပိုကောင်းတယ်ဆိုပေမဲ့ तू ကတော့ jam ဖြစ်တယ်ဗျာတနေရာနဲ့နေရာရွှေ့လိုက်ရင်ပြောမှဆိုရင်တော့ဟိုဘယ်လိုမှကျန်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ film maker တွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်ဒါကြီးကတိတ်အဆင်မပြေဘူးပေါ့နော်အဲ့ဒါအတွက်ကြောင့်မို့လို့ကျွန်တော်တို့ auto focus မြင်တာတော့မှန်တယ်ဒါပေမဲ့ပို့ပြီးတော့ smart ဖြစ်ပြီးတော့ပို့ပြီးတော့ transition ကောင်းတာကတော့ f830 ကပိုကောင်းတယ်ဒါကတော့ကျွန်တော်တို့သူက cinema camera ဖြစ်နေတာ哦 auto focus ကတော့ဒါနှလုံးလုံးကဒါ real time tracking တွေပဲသုံးပေးထားတယ် XLR audio တို့ cinema UI တို့အတွက်ဆိုလို့ရှိရင်ဒါဒီကောင် module တွေပါတက်ပြီးတော့ဒါသုံးလို့ရတယ်ဒါကတော့ကျွန်တော်တို့ f8.3 တို့နောက်တစ်ခုဒီ f830 2တို့ဘာလို့လာထွက်သေးတာရှိရလीเนาะအဲ့အမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ cinema အခုလိုမျိုးဒီ cinema ဟိုမှာ budget ဖြစ်တယ်ပေါ့နော် camera ဘက်တွေမှာဒါတွေကတော့တိတ်ပြီးတော့ပြောစရာမလိုဘူးပေါ့နော်ဒါပေမဲ့ 7.4 ကတော့ကျွန်တော်ခုနပြောသလိုပဲ traditional XLR mirrorless camera ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့သူကတော့ပုံမှန်တိုင်းပဲပေါ့နော် hybrid ဖြစ်နေတာပေါ့ okay ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ဘာမှပြောစရာမလိုပါဘူးဒီကောင်ကပို့ပြီးတော့ကောင်းပါပဲဒီကောင်မှာ electric shutter ပဲပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ view finder တော့မပါဘူးပေါ့နော်ပြီးနောက်တစ်ခုကဒီ body မှာဆိုလို့ရှိရင်လည်းဒါသိတဲ့အတိုင်းပဲ hybrid camera တွေကတော့ပိုလေးတယ်ပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်တို့ပြီးတော့လည်းမာတယ်လို့ခံစားရတယ်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ခလုတ်တွေကလည်းပို့ပြီးတော့ရိုးရှင်းတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ခုနအဓိကကျွန်တော်အကြိုက်ဆုံးချက်ကတော့ဒါ cooling system ကိုတီချာလေးလုပ်ပေးထားတာကမိုက်တယ်ပြောမှဆိုလို့ရှိရင်တော့ f8.3 ဝယ်ဖို့အတွက်အိမ်မက်ရှိတယ်ပေါ့နော် f8.3 မဝယ်နိုင်ခင်တဲ့အချိန်မှာတော့ f8.30 လေးကဒါတော်တော်လေးကိုသုံးလို့ကောင်းတယ်ပေါ့နောက်တစ်ခုကကျွန်တော်တို့ f8.30 က 60bit raw video output လွှတ်ပေးတာထွက်ကြောင်းမို့လို့ဒါတော်ရုံ recorder တွေနဲ့ရိုက်မယ်ဆိုလို့ရှိရင်လည်းပြောမှဆိုတော့နည်းနည်းလူယူတည်ရှင်ယူတည်ဖြစ်တာပေါ့ဗျာဟိုခက်တီတီနဲ့ကျွန်တော်ဆိုလို့ရှိရင် commercial နည်းနည်းလေးMerit commercial လောက်ကိုပေါ့နော်cinema camera ဘာညာဆိုပြီးတော့အဲ့လိုမျိုးသွားပြီးတက်ရိုက်ပေးဘူးတာမျိုးတော့ရှိဘူးတယ်အဲ့လိုပုံစံမျိုးပေါ့နော်ဟိုရိုက်လို့လည်းရနေတာဟို quality ကဆိုတဲ့ခါကျတော့ f830 အဲ့တော့ပြောမှရှင်းရှင်းလေးပါခင်ဗျားတို့က hybrid ကြိုက်တယ်ဆိုလို့ရှိရင်တော့ဓာတ်ပုံလည်းရိုက်ချင်တယ်ပြောမှတော့ဒီကောင်ကဓာတ်ပုံလုံးဝအဆင်မပြေဘူးเนาะ okay ဓာတ်ပုံလည်းရိုက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဓာတ်ပုံရော video ရောလိုလိုက် performance ကောင်းမယ်ဟို traditional ဆန်မယ်ပေါ့နော်ကိုရီးယား film maker မဟုတ်ဘူးဒီတိုင်းပဲ event လေးပါလေးဆိုလို့ရှိရင်เนาะ hybrid camera ဖြစ်တဲ့ 7.4 ကကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့လိုမျိုး broadcasting လုပ်တယ်ဟိုမှာ live streaming လွှင့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အကြာကြီး camera ကိုဖွင့်ထားပြီးတော့ကျုံးမယ်ပေါ့ဗျာ no recording limit နဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ heat တန်လဲတောင်းခံနိုင်မယ်ပေါ့ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီကောင်းကိုကျွန်တော် 7.4 ကို 4K 60p နဲ့ကျွန်တော်အပြင်မှာရိုက်တာကျွန်တော်စိတ်ထင်တော့10မိနစ်လောက်ဆိုဒီကောင်တော်တော်ပူနေပြီဒီကောင်ကသူ့ထက်အများကြီးကိုပို့ပြီးတော့ heat issue ကတော်တော်သက်သာတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ပုံမှန်ဆိုလို့ရှိရင်တော့ thermometer တွေပိုင်းနဲ့ရှင်းပြရမယ်ဆိုပေမဲ့ကျွန်တော်အဲ့လောက်ကြီးတော့မလုပ်ပေးနိုင်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်စမ်းသုံးထားတာကျွန်တော်သိတယ်ဒါမျိုးဗီဒီယိုကိုလုံးဝ emphasize အနေနဲ့ရိုက်ရှင်နေဆိုလို့ရှိရင်တော့ f830 ကသူ့ရဲ့ budget တွင်မှာတော့လုံးဝ good choice ပဲဗျာဒီလားเนาะ 7.4 ကတော့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့နည်းနည်းလေးသိတဲ့အတိုင်းပဲဒီ A7 Max ရဲ့ series တွေကတော့ hybrid ဖြစ်တာကိုပို့ပြီးတော့ကြိုက်တဲ့လူတွေအတွက်ကတော့ဒီကောင်ကပိုကောင်းတာပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်တငယ်ချင်းဓာတ်ပုံဆရာတယောက်ရှိတယ်တငယ်ချင်းဆိုပေမဲ့မိတ်ဆွေပါသူကကြတော့ R series ကိုပိုကြိုက်တယ်ဘာလို့လဲဆိုတော့သူ poster ကြီးတွေဟိုပြောမှဆို vine တွေဒီဟိုဟာတွေအဲ့လိုမျိုးLED မှာလုံးဝကြည်တောက်ရှင်းနေပါတွေကျုံးနေတာဆိုတော့ဒီဘက်ကတော့ A7R3 တို့ဘာလို့သူကပိုကြိုက်တယ်သူကအမြဲတမ်းဒီလိုမျိုးပြောမှဆိုရိုးရိုး series ကိုသူမကြိုက်ဘူးเนาะသူပြောအမြဲတမ်းမင်းကလည်းကွာဓာတ်ပုံရိုက်ရှင် R series ပဲဝယ်ဘာမှ hybrid တွေပါလုံနေတယ်အဲ့တော့သူက7.3တို့7.4တို့ဆိုရင်သူကမကြိုက်အဲ့လိုမျိုး R5 တို့အဲ့လိုမျိုးပေါ့နော်သူက R series ကိုသူကပို့ပြီးတော့ကြိုက်တယ်လို့အဲ့လိုလူမျိုးတွေလည်းတက်ရှိတယ်အဲ့လိုပဲကျွန်တော်ဟိုအတိတွေထဲမှာနောက်ထပ်အဲ့လိုမျိုး influencer တယောက်ရှိတယ်သူက S series ကိုပို့ကြိုက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့လူမျိုးနည်းနည်းဟိုမရောက်ဒီမရောက်ဓာတ်ပုံလည်းနည်းနည်းဆက်ဗီဒီယိုလည်းနည်းနည်းဆက်အဲ့လိုပုံစံမျိုးလူတွေအများကြီးရှိတယ်အဲ့ဒါတကြောင်မို့လို့လည်းအခုလိုရိုးရိုးမှ series တွေကနာမည်ကြီးနေတာပေါ့နော်ဒါပေမဲ့ okay ကိုရီလိုမျိုး hack ကိုလုံးဝဗီဒီယိုရိုက်မယ်ဆိုလို့ရှိရင်တော့လေအခုလို F8 series တွေကပိုကောင်းမြန်ရောပြောတဲ့ F8.3 မဝင်နိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်အကြံပေးချင်တာကတော့ F830 ကိုပြေးဝယ်လိုက်ပါခင်ဗျာနောက်မရစေရပါဘူး okay ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါ